အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေကျမငင်းသောမင်းသားငယ်ဆိုတဲ့ပုံမြင့်အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ပုံမြင့်လေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေရှင်ဒါဆိုရင်တော့ပုံမြင့်အကြောင်းအရာလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ရှေးအတီတီအခါကသူနာဘူမိမြေမှာတော့တကူအာနာပြည့်စုံပြီးတော့စီပွားဥစ္စာကြွယ်ဝလာတဲ့ဒေဒီဝိဇ္ဇာအမေရှိတဲ့တိုင်းပြည်ကြီးတစ်ပြည်ရှိခဲ့လေတယ်။အဲဒီတိုင်းပြည်ကြီးကိုအုပ်စိုးတဲ့ဘုရင်မင်းတရားကြီးမှာတော့တရားမျှတ၍ပြည်သူပြည်သားများအပေါ်မှာတော့တာသမီကဲ့သို့သဘောထားကစောင့်ရှောက်သောကြောင့်တိုင်းပြည်မှာတော့အေးချမ်းသာယာလျက်ရှိနေတော့တာပေါ့။ဘုရင်ကြီးရဲ့မိဖကောင်ကြီးမှာတော့ရုပ်စင်းအင်ကလက်ပပြည့်ပြည့်တဲ့အပြင်ပညာဉာဏ်နဲ့ပြည့်စုံပြီးတော့မေတ္တာတရားကြီးမားသူဖြစ်တာကြောင့်နန်းတွင်သူနန်းတွင်သားများသာမကတတိုင်းပြည်လုံးကချစ်ခင်လေးစားကြရတဲ့ဒါပေမဲ့ဤများပြည့်စုံတဲ့ဘဝမှာတော့ဘုရင်ကြီးနဲ့မိဖုရားကြီးတို့ဟာကြီးစွာသောစိုးရိမ်ပူပန်မှုတစ်ခုကိုရင်ဝယ်ပိုက်ထားခဲ့ကြရလေတော့တယ်။ဒီနန်းစည်းစိမ်ကိုဆက်ခံမဲ့တာရတနာမထွန်းကားခြင်းပင်ဖြစ်ပါတော့တယ်။နေ့စဉ်နေ့တိုင်းဖုရားเจ้าကံများတို့တွားရောက်ပြီးတော့ဆုတောင်းမေတ္တာပို့သကြသလိုပညာရှိမှုမှန်များပရောဟိတ်များနဲ့တိုင်ပင်ပြီးတော့အလူတန်းကြီးများကိုလည်းမကြာခဏပြုလုပ်လေရှိကြတယ်။ဒီနေ့တော့နန်းနဲ့ခင်းမှာတော့နန်းတော်တစ်ခုလုံးမှာတော့တရင်ကောင်းတစ်ခုနဲ့လှူရှားနိုးထလာခဲ့တော့တယ်။မိဘရဲ့ကောင်ကြီးပရိသတ်တီဗီဟူတဲ့တဲ့ကြောင့်ဘုရင်ကြီးမှာတော့ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ပြီးတော့တပြည်လုံး9 ရက်9လေးပျော်ပွဲရှင်ပွဲများကိုကျင်းပစီခဲ့တော့တယ်။လာစီ၍ရက်စစ်တဲ့အခါမှာတော့မိဘရဲ့ကောင်ကြီးဟာတားယောက်ျားလေးရတနာတစ်ပါးကိုဖွားမြင်တော်မူခဲ့တဲ့။တားလေးမှာတော့ဖွားစားကပင်ရုပ်စင်းအင်ကပြည့်စုံပြီးတော့ရှင်မင်းတို့ရဲ့အရေးသွေးဖြစ်တဲ့အုံလုံးမွေးရှင်တော်နဲ့တကွခြေဖွားလက်ဖွားများမှာတော့စက်ကြအမသားများပါလာလေတဲ့။ဘင်းကြီးကမမရဲ့ရှင်သွေးတို့ကိုရှင်ဝဲပိုက်ပြီးတော့ငါးနိုင်ငံတော်အတွက်အာကိုရမဲ့သူရဲကောင်းလေးပါတကားဟုမိတ်ပြီးတော့အတိုင်းမသိပီတိဖြစ်နေကြတော့တာပေါ့။အဲ့ဒီအချိန်မှာပဲနန်းတွင်တလေထုံးစံအတိုင်းပဲမင်းသားလေးရဲ့စာတာတော်စစ်စစ်ဟောကြားရန်အတွက်နက်ခတ်တော်ပညာရှိပုံနာတော်ကြီးများနန်းတော်ကိုရောက်ရှိလာကြတဲ့ဘင်းကြီးကိုယ်တိုင်ကပညာရှိကြီးများကိုလေးစားစွာနေရာပေးပြီးတော့မင်းသားလေးရဲ့ဖွားချိန်ဖွားရဲ့ဖွားနာရီတို့ကိုအတိအကျပေးအပ်ကစာတာခွင်ဖွဲ့စည်းခဲ့တော့တယ်။ပုံနာတော်ကြီးများဟာအချိန်တန်ကြာတွက်ချက်စစ်ဆေးပြီးတဲ့နောက်မှာတော့တူဦးမျက်နှာတူဦးကြည့်ပြီးတော့စိုးရင်တော့အရေးရောင်များပြလာကြတော့တယ်။သူတို့ရဲ့မျက်နှာပေးကိုမြင်တဲ့ဘုရင်ကြီးရဲ့ရင်ထဲမှာတော့တန်တရားစိတ်တို့ဝင်လာခဲ့တော့တာပေါ့။အိုးပညာရှိမမင်းတို့အဘဲကြောင့်မျက်နှာမတမယာဖြစ်နေကြရသည်။ငါသားတော်ရဲ့ကံကြမ္မာကိုပွင့်ပွင့်လင်းလင်းသာမိတ်တော်မူကြလော။ပုံနာအဖွဲ့ထဲမှာအကြီးကဲဖြစ်သူပရောဟိတ်ကြီးကရှေ့ကိုတလန်တိုးပြီးတော့ဒူးတုပ်ဥခတ်လျက်အရှင်မင်းတရားကြီးဖျားကျွန်တော်မျိုးတို့ရဲ့တွက်ချက်မှုအရာမင်းသားလေးဟာတကူအာနာအလွန်ကြီးမားပြီးတော့ဖုံးတကူနဲ့ပြည့်စုံတဲ့သူတယောက်ဖြစ်လာမှမှန်ပါတယ်ဖျား။သို့တော့အဘယ်တို့ဖြစ်သည်နည်းမကြောက်မရွံ့မိတ်ဆိုလို့သို့တော့ကံကြမ္မာရဲ့အလဲပြောင်းကစမ်းကြယ်လာပါတယ်ဖေဟာဒီသားတော်လေးကနောက်တစ်ချိန်မှာတော့သူ့ရဲ့ဖခင်အရင်ဖြစ်တဲ့အရှင်မင်းတရားကြီးကိုယ်တိုင်တတ်မဲ့သူဖြစ်ပါတယ်ဖေဟာပြောင်းကနေမြည်ဟီးသွားတဲ့အဲ့ဒီစကားတန်ရဲ့အဆုံးမှာတော့တခန်းလုံးကတိတ်ဆိတ်ငြိမ်သက်သွားတော့တာပေါ့ဘရင်ကြီးရဲ့မျက်နှာတော်မှာတော့ဖြူဖြော့သွားပြီးတော့မမရဲ့ရှင်သွေးငယ်ကိုပွေ့ချီထားတဲ့မိဖုရားကြီးကလည်းမူးမေလဲကြမတဖြစ်သွားခဲ့တော့တယ်တဲ့အဖေကဲ့သို့သောစကားကိုစိုးရသည်။တင်းတို့မာရင်တွက်ချက်ခြင်းမဖြစ်နိုင်ဘူးလို့အသက်နဲ့ရင်ပြီးတော့အာမခံပါတယ်ဖေဟာ။ကောင်းကင်ဘုံကဇွန်နှက်ခတ်တည်းရဲ့အနေထားရဒီကကြမပြောင်းလဲလို့မရနိုင်ပါဘူးဖေဟာ။ထုံနေ့မှစလို့ရွှေနန်းတော်ကြီးတစ်ခုလုံးမှာမောင်အတိကျသွားတဲ့ကဲ့သို့ဖြစ်သွားခဲ့တော့တယ်တဲ့။ဘင်းကြီးကညညဆိုရင်တော့အိတ်မပြောနိုင်။တစ်ဖက်ကချစ်လက်စွာတဲ့သားတော်လေးရဲ့မျက်နှာတစ်ဖက်မှာတော့ကြောက်မဲ့ဖွယ်ရာကံကြမ္မာဟောကိန်းမြင်းတို့များမစွန့်ဖြတ်နိုင်ပဲရဲပေါင်းများစွာကြက်ရမရဖြစ်နေကြတော့တယ်။မူမများလည်းတိုင်းပြည်ရဲ့အနာဂတ်အတွက်စဉ်းစားတော်မူပါလို့ရှောက်တင်ကြတော့တာပေါ့။နောက်ဆုံးမှာတော့ဘင်းရင်ကြီးဟာကြောက်ဆိုင်ကြောက်သားကဲ့သို့မာကျိုးသောမျက်နှာထားပြီးအမိတ်တစ်ခုကိုချမှတ်လိုက်တော်တယ်။ငါရဲ့သားတော်ငါကိုယ်တိုင်မတက်ရဘူး။ဒါပေမဲ့ငါတိုင်းပြည်နဲ့ငါအသက်အတွက်တော့ဒီရင်သွေးကိုစွတ်လို့ရလိမ့်မယ်။မင်းချင်းတို့ခိုင်တဲ့နဲ့ဖောင်တစင်းကိုအမြန်ဆုံးပြုတ်လို့လော
မင်းသားလေးကိုနှုတ်ညက်နဲ့မွေးရပေါ်မှာတင်တိုင်းပြည်ရဲ့အမှတ်သားဖြစ်တဲ့ကြောင်မြရတနာအနေငယ်နဲ့အတူဖောင်ပေါ်တင်ပြီးတော့အေယာဝတီမြစ်ထဲကိုမျောလိုက်ကြလို့သူ့ရဲ့ကကြမ္မာသူ့ကိုလမ်းပြပါစီတော့မိဖုရားကြီးမှာတော့သားတော်လေးကိုရှင်ခွင်ထဲထက်ပြီးတော့ရှိုက်ကြီးတငင်ငိုကြွေးလီတော့တယ်အရှင်မင်းကြီးကျမတို့ရဲ့ရှင်သွေးလေးပါရက်ဆက်လွတ်မတဲ့အရှင်တခြားနည်းလည်းမရှိတော့ဘူးလားဖေဟာဘင်းကြီးကမျက်ရည်တို့ကိုမျိုးသိပ်ပြီးတော့မျက်နှာလွှဲလိုက်ပြီးမိဖုရားငါလည်းရင်ခွဲမတာခံစားနေရပါတယ်ဒါပေမဲ့တိုင်းပြည်အတွက်ငါတို့စတေးရမယ်လို့မိတော်မူခဲ့လေတဲ့အဲညလမညတညမှာတော့မင်းသားလေးအားတော်ဝင်အထင်းတော်များကရှင်နေမချီတဲဆောင်လာပြီးတော့အသင်းဆုံးနေတဲ့မင်းကြီးတို့ထံကိုပေးအပ်ခဲ့လေတဲ့မင်းကြီးများကဘရင်ကြီးအမိတ်အတိုင်းကိုမင်းသားလေးကိုဖောင်ပေါ်တင်ပြီးတော့မိရပြင်ကျဲကြီးတဲ့ကိုတွန်းထုတ်လိုက်ကြတော့တယ်မိခင်မိဖုရားကြီးရဲ့ငိုရှိုက်တန်ကနန်းတော်ဆောင်နိုင်ရန်များကိုဖောက်ထွင်းပြီးတော့မြေရပြင်ပေါ်ထိပြန့်လွင့်နေတဲ့အကံကြမ္မာအလဲပြောင်းကိုတဲဆောင်လာတဲ့ဖောင်လေးကမြေရအလင်းအတိုင်းကိုတရွရွမျောပါသွားခဲ့တော့တာပေါ့နန်းနဲ့မူးတောက်ချိန်မှာတော့မြေကမ်းတစ်ဘေးမှာရှိတဲ့ဇေယျသာကြီးရွာလေးတရွာရဲ့ကန်းဆက်ကိုကပ်မိလီတော့တယ်အဲ့ရွာမှာတော့တူတဲ့ဖော်မိတ်စွာနေထိုင်တဲ့အဖွားကြီးဒေါ်ဖွားမေတယောက်ရှိပါတယ်တဲ့ဒေါ်ဖွားမေကမြေထဲကိုငားမြရန်ထွက်လာစင်မှာတော့ကန်းဆက်မှာရှိတဲ့ခြုံတွေများကြားကနေတိတ်ဆိတ်စွာကပ်နေတဲ့ဖောင်လေးကိုတော့ထူးဆန်းစွာတွေ့မြင်လိုက်ရတော့တယ်အနာကိုတိုးကကြည့်ရဲ့အခါမှာတော့နုညံ့သောပိုးမွေရာထက်မှာတော့နေချိုက်စွာအိမ်မောကျနေတဲ့ကလေးငယ်တူကိုတွေ့လိုက်ရတယ်ကလေးငယ်ရဲ့ကိုယ်ပေါ်မှာတော့တော်ဝင်အဆောင်ရောင်များအဖိုးတန်ကြောင်မြက်အကျိုးကိုမြင်ရတဲ့အခါမှာတော့အဖွားကြီးကအကျိုးအကြောင်းကိုသဘောပေါက်လိုက်တော့တယ်။အော်ဘလို့မင်းကြီးမင်းသားလေးမို့ဒီလိုကံကြမ္မာဆိုးနဲ့ကြုံရတာလည်းမသိဘူး။ခလေးခမအပြစ်မရှိရှာပါဘူးလို့ရေရွတ်ပြီးတော့တနာစိတ်များတဖွာဖွာပေါ်ပေါက်လာခဲ့တော့တယ်။အဖွားကြီးကမင်းသားလေးကိုကောက်ယူပွေ့ချလိုက်တော့တယ်။အဲဒီခိုင်မှာတော့မင်းသားလေးနိုးလာပြီးတော့ကြည်လင်သောမျက်လုံးလေးများနဲ့အဖွားကြီးကိုကြည့်ပြီးတော့ပြုံးပြလိုက်တော့တယ်။အဲ့အပြုံးလေးကြောင့်အဖွားကြီးရဲ့တယောက်တည်းဖြစ်နေတဲ့ဘဝလေးကိုတော့အလင်းရောင်တကူဝင်ရောက်လာတဲ့ကဲ့သို့ခံစားလိုက်ရပြီးတော့ဒီနေ့ကစပြီးတော့ငါမီးလေးပုတ်ပုတ်ကွယ်အဲ့လိုဆုံးဖြတ်ပြီးတော့အိမ်ကိုပွေ့ချီခေါ်ဆောင်သွားပါတော့တယ်။အဖွားကြီးကမင်းသားလေးကိုမောင်ဖြူလို့အမည်ပေးပြီးတော့ဘသူ့ကိုမှအတိမပေးဘဲနဲ့မိမိရဲ့မြေရင်းတပွဲစတင်ပြီးတော့ပြုစုပြိုးထောင်ခဲ့ပါတော့တယ်။ဒီလိုနဲ့အချိန်ကာလတွေဟာရေအလင်းမျိုးတရွေ့စီးစီးနဲ့ကုန်လွန်ခဲ့ပါတော့တယ်။အဖွားတို့ဖွားမေရဲ့အရေးအဝါတအောင်မှကြီးပြင်းလာခဲ့တဲ့မောင်ဖြူလေးဟာဆိုရင်အခုဆိုရင်တော့အရွယ်ရောက်ပြီးတော့တက်တက်ကြွကြွရှိတဲ့လူငယ်တယောက်အဖြစ်ကိုရောက်ရှိနေခဲ့ပါပြီတဲ့။ရွာတွေကတခြားကလေးတွေနဲ့မတူမောင်ဖြူမှာတော့ထူးခြားတဲ့အရေးသွေးတွေရှိနေခဲ့တယ်။သူဟာတာမန်ရွာသားလေးတယောက်လိုနေပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာတော့မင်းတို့ရဲ့အရေးသွေးတွေဖြစ်တဲ့အရှိအဝါနဲ့ဉာဏ်ပညာရောင်တွေကိန်းအောင်နေခဲ့တယ်။ခနာကိုကလည်းတက်မထွားကြိုင်ပြီးတော့ဓာတ်ခုတ်လန်တူများပြည့်စားတဲ့စစ်ပညာရက်တွေကိုတစ်ခေါက်မြင်ုံနဲ့အလွယ်တကူတက်မြောက်ခဲ့တော့တယ်။အဖွားတော်ဖွားမိကတော့သူ့ရဲ့မင်းလေးဟာတာမန်ကလေးတယောက်မဟုတ်မှန်ကိုရှင်းမိနေပေမဲ့သူ့ရဲ့အတိတ်ရာဇဝင်ကိုတော့ဘယ်တော့မှဖွင့်ဟပြောဆိုခြင်းမရှိပဲတက်တစိတ်သာစောက်ရှောက်နေခဲ့ပါတော့တယ်။မောင်ဖြူကလည်းအဖွားကြီးကိုအလွန်ချစ်ခင်ပြီးတော့အလုတ်အကျွေးပြုစုခဲ့တော့တယ်။ဒီနေ့မှာတော့မောင်ဖြူဟာရွာတွေကလူကြီးတွေပြောဆိုနေတဲ့စကားတကွန်းကိုကြားလိုက်ရတယ်တဲ့။ရွာနဲ့မနီးမဝေးမှာရှိတဲ့တောနယ်ကြီးတွေကတောင်ထိပ်ပေါ်မှာတော့လောကီပညာရက်တွေကိုအကျွမ်းမဲ့တက်မြောက်ပြီးတော့တကူ80ပါနဲ့ပြည့်စုံတဲ့ရစ်တိကြီးတစ်ပါးသတင်းသုံးနေထိုင်နေဆိုတဲ့သတင်းပါပဲ။အဲဒီစကားကိုကြားတဲ့နေရာစပြီးတော့မောင်ဖြူရဲ့စိတ်ထဲမှာတော့အဲ့ဒီရစ်တိကြီးစီကိုသွားရောက်ပြီးတော့ပညာသင်ချင်တဲ့စိတ်တရားပြင်းပြစွာနဲ့ဖြစ်ပေါ်လာခဲ့ပါတော့တယ်။အဖွာကျွန်တော်တောနယ်တရားရစ်တိကြီးစီမှာပညာသွားသင်ချင်တယ်။ကျွန်တော်ဒီရွာလေးထဲမှာပဲအချိန်ကုန်နေလို့မဖြစ်ဘူး။ပိုပြီးကြီးမားတဲ့အရာတွေကိုကျွန်တော်လှုပ်ဆောင်နိုင်စွမ်းရှိရလို့ခံစားနေရတယ်။အဖွားကြီးမှာတော့စိတ်ပူပေမဲ့မြေဖြစ်သူရဲ့မလုံးတွေကပြတ်သားတဲ့အရေးရောင်တွေကိုမြင်တဲ့အခါမှာတော့မတားဆီးလို့တော့ပဲ။ကောင်းပြီငါမီးသွားမယ်ဆိုရင်လေတတိဝိယနဲ့သွားပါ။အန်ဒီရဲ့ကိုရှောက်ပါ။ပညာရရင်လေလောကကောင်းကျိုးအတွက်အသုံးချပါကွယ်လို့ဆုံးမစကားပြောပြီးတော့ခွင့်ပြုလိုက်တော့တာပေါ့။ဒီလိုနဲ့မောင်ပြူဟာအဖွားကိုကတော့ပြီးတော့တောနဲ့ကြီးတဲ့ကိုတယောက်တည်းထွက်ခွာခဲ့ပါတော့တယ်။ရက်ပေါင်းများစွာခက်ခက်ခဲခဲခင်းနေပြီးတဲ့နောက်မှာတော့တန်တာကြီးတွေကအတိုင်းတီရှိနေတဲ့ရစ်တိကြီးရဲ့ကျောင်းသင်ခန်းကိုရှာဖွေတွေ့ရှိခဲ့ပါတော့တယ်
ရစ်သေးကြီးကဇံဝင်စားနေရကနေမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရှိမှဒူးတုပ်ယူသေးပေးနေတဲ့မောင်ဖြူကိုမြင်လိုက်ရတော့တယ်ဒီလိုနဲ့ရစ်သေးကြီးကသူ့ရဲ့ညံမျက်စိနဲ့ကြည့်လိုက်တဲ့အခါမှာတော့ဒီလူငယ်ဟာတာမန်လူငယ်တယောက်မဟုတ်ပဲကံကြမ္မာအလက်ပြောင်းကြောင့်ဒီနေရာကိုရောက်လာရတဲ့မင်းမျိုးနယ်တယောက်မှန်ကိုချက်ချင်းကိုတင့်မြင်တော်မူခဲ့တဲ့အမောင်လူငယ်တင်အိန္ဒိယသို့အဘယ်အကြောင်းကြောင့်ရောက်လာသနည်းအရှင်ဖေဟာတပည့်တော်ဟာလောကီပညာရက်တွေကိုသင်ယူပြီးတော့လောကအကျိုးကိုတည်ဖို့လိုတဲ့အတွက်အရှင်ဖေဟာထံမှပညာသင်ယူခွင့်ပြုဖို့လာရောက်တောင်းပန်တာပါဖေဟာဒီလိုနဲ့ရည်တည်ကြီးကမောင်ဖြူရဲ့ဆွဲလုံးလာနဲ့ယူသားမှုကိုသဘောကျပြီးတော့တပြည့်အပြည့်လက်ခံလိုက်ပါတော့တယ်အဲ့ဒီနေရာစပြီးတော့မောင်ဖြူဟာရည်တည်ကြီးထံမှာတော့မန္တန်အတာဇေဝအတတ်ပညာတွေအပြင်နိုင်ငံရေးဆိုင်ရာဗျူဟာပရိယေများစီရေးစီရာအတတ်ပညာများကိုသင်ယူခဲ့ရပါတော့တယ်။နေ့အတန်းကြာသင်ယူပြီးတဲ့နောက်မှာတော့မောင်ဖြူဟာတကိုးနဲ့ပြည့်စုံပြီးတော့ဘယ်သူမှရှင်နိုင်စွမ်းမရှိရဲ့လူငယ်သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်တဲ့။ဒီနေ့မှာတော့ရည်တည်ကြီးကမောင်ဖြူကိုခေါ်ပြီးတော့ငါတပည့်သင်ယူရမယ့်ပညာရက်တွေအလုံးဟာပြည့်စုံပြီ။ယခုကတည့်ရဲ့ကကြမ္မာကတင့်ကိုစောင့်ကြုံနေပြီ။တော်ထဲမှာဆက်နေလို့မဖြစ်တော့ဘူး။လူလောကတွေကိုပြန်လည်ဝင်ရောက်ပြီးတော့တည့်ရဲ့တာဝန်ကိုထမ်းဆောင်ရမယ့်အချိန်ရောက်ပြီဒီလိုနဲ့မောင်ဖြူလဲဆရာစကားကိုနားကန်ပြီးတော့ရစ်တစ်ကြီးကိုကတော့ကမမိနေထိုင်တဲ့ရွာကိုပြန်လာခဲ့ပါတော့တယ်သူ့ရဲ့ရွာတီတီဝိစရာပြည်ရဲ့လက်အောက်ခံဖြစ်တဲ့ကမ်ဘောဇတိုင်းပြည်ငယ်လေးတွေမှာတည်ရှိနေပါတယ်သူ့ရွာကိုပြန်ရောက်ပြီးမကြခင်မှာတော့ကမ်ဘောဇပြည်ရဲ့မြို့တော်မှာကြီးမားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတော့တယ်အဲ့ဒါကတော့နန်းတော်ကမင်္ဂလာဆောင်မဲ့စင်ဖြူတော်တကောင်ကရုတ်တရက်အရန်စိတ်ဝင်ပြီးတော့မြို့ထဲမှာတောင်းကျမ်းနေခြင်းပါပဲစင်ဦးစီးလည်းထိမနိုင်စစ်တီတော်တွေလည်းမနိုင်နေနိုင်မဲတမျိုးလုံးမှာတော့ပွက်လော်ရိုက်နေကြတော့တာပေါ့အိမ်ဒီဈေးဆိုင်တွေပြက်စီးပြီးတော့လူတွေလည်းထွက်ပြေးပုန်းရှောင်နေကြရတယ်အဲဒီတင်းကိုကြားတဲ့မောင်ပြူဟာငါရဲ့ပညာကိုစမ်းသပ်ရမယ်အချိန်ပဲလို့တွေးပြီးတော့မြို့တော်ကိုအမြန်ဆုံးထွက်လာခဲ့ပါတော့တယ်သူမြို့တော်ကိုရောက်တဲ့အခါမှာတော့မျက်လုံးတွေနေရပြီးတော့အရာအလုံးကိုဝင်တိုက်နေတဲ့စင်ကြီးကိုတွေ့လိုက်ရတော့တယ်လူတွေကအဝေးကနေကြောက်လန့်တကြားကြည့်နေကြတော့တာပေါ့မောင်ဖြူကမကြောက်မရွံ့ပဲနဲ့စင်ကြီးရှိရာကိုတက်တက်မမရှောက်သွားလိုက်ပါတော့တယ်လူတွေကဟဲ့လူငယ်အသိမခံနဲ့ပြန်လက်ခဲ့လို့အော်ဟစ်တားဆီးကြပေမဲ့သူကတော့ခရူးမဆိုင်ခဲ့ပါဘူးသူဟာစင်ကြီးရဲ့ရှီကိုရောက်တဲ့အခါမှာတော့မျက်လုံးကိုမိတ်ပြီးရစ်တစ်ကြီးတင်ပေးလိုက်တဲ့မန်တန်တပုတ်ကိုစိတ်ထဲကနေရွတ်ဆိုလိုက်တော့တာပေါ့ပြီးတော့သူ့ရဲ့လက်ကိုစင်ကြီးရဲ့နဖူးပေါ်ကိုဖြင်းချင်းစွာနဲ့တင်လိုက်ပါတော့တယ်။အန်အောစရာကောင်းစွာပါပဲ။ဒေါသတကြီးဖြစ်နေတဲ့စင်ကြီးဟာချက်ချင်းကိုငြိမ်သက်သွားပြီးတော့မောင်ဖြူရဲ့ရှင်မှာဝစ်စင်ပြီးတော့အယိုသေးပေးလိုက်တော့တယ်။မြို့သူမြို့သားတွေအားလုံးကမျက်လုံးပြူမျက်စံပြူနဲ့အန်အောမင်းတက်ကုန်ကြပြီးတော့သူရဲကောင်းလို့တခဲနဲ့အော်ဟစ်ချီးကျူးကြပါတော့တယ်တဲ့။အဲ့ဒီအဖြစ်ကကမ္ဘောဇဘင်းကြီးရဲ့နားတော်တွေကိုရောက်သွားခဲ့တော့တာပေါ့ဘင်းကြီးကဒီလိုတကိုးရှင်လူငယ်ကိုမင်းချင်းစောနဲ့နန်းတော်ကိုအမြန်ဆုံးခေါ်ယူစေခဲ့တယ်မောင်ဖြူနန်းတော်ကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်နဲ့အမူအရာကိုမြင်ပြီးတော့ဘင်းကြီးကအလူတရားသဘောကျသွားခဲ့တော့တာပေါ့အမောင်လူငယ်တင်ဟာငါတိုင်းပြည်ကိုကြီးမားတဲ့ဘေးအန္တရာယ်ကနေကယ်တင်ခဲ့တယ်တင်လို့သူရဲ့ကောင်းမျိုးဟာငါနန်းတော်မှာရှိတဲ့နေငါမှလည်းထီးမွေနှမ်းမွေစက္ကမဲ့သားသမီးမရှိဘူးဒီနေ့ကစပြီးတော့တိ့ငါရဲ့မွေးစားသားတော်အပြင်တက်မှပြီးတော့သူရိယကုမာရဆိုတဲ့ဘွဲနာမကိုချီးမြှင့်လိုက်တယ်ဒီလိုနဲ့ရွာသားလေးမောင်ဖြူဟာတမနယ်ခင်းအတွင်းမှာပဲကမ္ဘောဇပြည်ရဲ့အိရှိမင်းသားသူရိယကုမာရဖြစ်လာခဲ့ပါတော့တယ်သူ့ကိုမွေးစားခဲ့တဲ့အဖွာတော်ဖွားမိကိုလည်းနန်းတော်ကိုခေါ်ယူပြီးတော့ကောင်းကောင်းမွန်မွန်ထားရှိခဲ့တော့တယ်မင်းသားလေးဟာနန်းတွင်းသူနန်းတွင်းသားတွေကိုလစ်လာရင်းနဲ့တိုင်းသူပြည်သားတွေရဲ့ချစ်ခင်မှုကိုရယူရင်းနဲ့အချိန်လေးကုန်လွန်စေခဲ့တော့တာပေါ့ဒါပေမဲ့သူမသိသေးတဲ့အမှန်တရားတစ်ခုကတော့သူ့ရဲ့ရှင်မှာစောင့်ကြိုနေခဲ့လေရဲ့သူရိယကုမာရမင်းသားအဖြစ်နန်းတော်မှာနေထိုင်နေတိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရာများကိုလေ့လာသင်ယူခဲ့လေတယ်သူရဲ့ပင်ကိုဉာဏ်ပညာထက်မြက်မှုနဲ့ရည်တည်ကြီးထံမှသင်ယူခဲ့တဲ့ဗျူဟာအတတ်ပညာများကြောင့်မင်းသားမကြမီမှာတော့တိုင်းပြည်ရဲ့အရေးပါတဲ့ခေါင်းဆောင်တူဖြစ်လာခဲ့တော့တာပေါ့ဖခင်ဖြစ်သူကမ္ဘောဇဘုရင်ကြီးကလည်းသူ့အားအလွန်ယုံကြည်အားကိုးတော်မူခဲ့တယ်။ဒီနေ့မှာတော့သူရိယကုမာရမင်းသားဟာနန်းတော်ရှိမှတ်တမ်းမှတ်ရာများထားရှိရာကျောက်စာရိုက်တော်အတွင်းကိုဝ
ဝင်ရောက်လစ်လာခဲ့တော့တယ်။အဲဒီခါမှာတော့သူ့ရဲ့မျက်လုံးကိုပဲမယုံနိုင်စရာအကြောင်းအရာတစ်ခုကိုတွေ့ရှိခဲ့ရတော့တယ်။အဲ့ဒါကတော့သူတို့ရဲ့ကမ္ဘောဇတိုင်းပြည်ဟာအင်အားကြီးမားလာတဲ့တိရိဝိဇယပြည်ကြီးရဲ့လက်အောက်ခံတိုင်းပြည်ငယ်တစ်ခုသာဖြစ်ပြီးတော့နေ့စဉ်နေ့တိုင်းမှာတော့အဖိုးရန်ရတနာများစင်မြင်းများနဲ့တကွများပြားလာတဲ့အခွန်ဘဏ္ဍာများကိုစစ်တာနေရခြင်းပင်ဖြစ်ပါတော့တယ်။ဒီအကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့မင်းသားရဲ့ရင်ထဲမှာမခံကျင်စိတ်နဲ့အမျိုးသားရဲ့စိတ်ဓာတ်တို့ဟာခုံနဲ့တောက်လောင်လာခဲ့တော့တာပေါ့။သူဟာဖခင်ပြင်းကြီးထံကိုချက်ချင်းသွားရောက်ပြီးတော့မင်းမြန်ရှောက်တင်လေတော့တယ်။ခမီးတော်ဖေဟာကျွန်တော်မျိုးတွေရဲ့တိုင်းဖေဟာအဘဲကြောင့်အခြားတိုင်းပြည်တစ်ခုရဲ့လက်အောက်မှာကျွန်တပေါက်အဖြစ်ခံယူနေရပါသလဲ။ကျွန်တော်တို့မှာကိုယ့်အားကိုးပြီးတော့လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်တဲ့အင်အားမရှိတော့ဘူးလားဖေဟာ။ဘင်းကြီးမှာတော့တက်ပင်းရှည်ကြီးကိုချလိုက်ပြီးရဲ့နောက်ငါသားတော့တိရိဝိဇယပြာစင်အားမြင်းအင်အားစစ်တီအင်အားအရာရာမှငါတို့ထက်အစာပေါင်းများစွာတာလွန်နေသူတို့ကိုစန့်ကျင်ငါတို့ပြည်သူတွေပဲအသက်သွေးချွေးများစွာပေးစားရလိမ့်မယ်ငြိမ်းချမ်းရေးအတွက်ဒီလိုအခွန်ဆက်နေရတာကပိုကောင်းတယ်လို့ခမီးတော်မြင်နေကွဒါပေမဲ့သူရိယကုမာရမင်းသားရဲ့စိတ်ထဲမှာတော့ထို့သူလက်မခံနိုင်ခဲ့ပါဘူးတဲ့ငြိမ်းချမ်းရေးဆိုတာဒန်းလူရီတို့ဆက်ဆံမှရတာပါခမီးတော်ကျုံပြုတ်ခံနေရတဲ့ငြိမ်းချမ်းရေးတကယ်တော့ကြောက်ရွံ့မှုကနေဖြစ်လာတာပါကျွန်တော်မျိုးမှာတိရိဝိဇယကိုအနိုင်တိုက်နိုင်မဲ့အစီအစဉ်ကောင်းတွေရှိပါတယ်ခမီးတော်အနေနဲ့ကျွန်တော်မျိုးကိုယုံကြည်ပြီးတော့စစ်တပ်ကိုဥဆောင်ခွင့်ပေးတော်မူပါဖေ။သူရဲ့တန်မဏိကဲ့သို့မှားကြိုးတဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုပြည့်ဝတဲ့စကားများကြောင့်ဘရင်ကြီးနဲ့တကွမူးမများအားလုံးကအံ့အားသင်သွားကြတော့တာပေါ့။နောက်ဆုံးမှာတော့ဘရင်ကြီးကတားတော်ရဲ့စွမ်းရည်ကိုယုံကြည်ပြီးတော့တိရိဝိဇယပြည်ကိုလွတ်လပ်ရေးပြန်လည်ရယူရန်အတွက်စစ်ချီတက်ရန်ခွင့်ပြုချက်ပေးလိုက်လေတော့တယ်တဲ့။အဲဒီသတင်းစကားကတပြည်လုံးကိုပြန့်နှံ့သွားတဲ့အခါမှာတော့ပြည်သူလူထုမှလည်းကျွန်းတပောက်ဘဝမှာလူမြောက်လူစိတ်ပြင်းပြနေကြတာကြောင့်မင်းသားရဲ့ဥဆောင်မှုအောက်မှာတော့တခဲနဲ့ထောက်ခံအားပေးကြလေတော့တယ်။မင်းသားစစ်တီတော်များကိုစနစ်တကျပြန်လည်လေ့ကျင့်ပေးခြင်းမိမိတက်ဆွမ်းတဲ့လောကီပညာနဲ့လက်နက်များကိုအစွမ်းထက်အောင်ပြုလုပ်ခြင်းစစ်မြေပြင်ဗျူဟာများကိုတော့စစ်စစ်ဆဆရေးဆွဲခြင်းတို့နဲ့စစ်ပွဲအတွက်အစွမ်းကုန်ပြင်ဆင်ခဲ့တော့တာပေါ့။အဲဒီနောက်ကောင်းကင်ယံမှနက်ခတာတဲ့တနေ့မှာတော့ကမ္ဘောဇစစ်တပ်ကြီးဟာသူရိယကုမာရမင်းသားရဲ့ဥဆောင်မှုနဲ့တိရိဝိဇယပြည်ကြီးရှိရာကိုစစ်ချီတက်လေတော့တယ်။အဲဒီသတင်းကိုကြားသိရတဲ့တိရိဝိဇယပြည်ရင်ကြီးမှာတော့အမျက်ဒေါသအလုံးမင်းထွက်တော်မူခဲ့တဲ့။ဘာငါရဲ့လက်အောက်ခံပြည်ငယ်လေးကငါ့ကိုပြန်ပြီးတော့ပုံကန်နေဟုတ်လား။ဘယ်လိုအယူမိုက်တဲ့ကောင်လေးကစစ်တပ်ကိုဥဆောင်လာတာလဲ။သူ့ကိုအရှင်ဖမ်းပြီးတော့ငါချီတော်ရင်မှဟိုတွားခါစားကြည့်ရမယ်။စစ်တီအပေါင်းတို့ထိုမနာကန်တဲ့တပုံတွေကိုကြိတ်ကြိတ်တဲ့ခြေမုံပြစ်ကြလောဒီလိုနဲ့နိုင်ငံစစ်တပ်ကြီးများကြီးမားတဲ့လူမင်းကျဲကြီးတစ်ခုမှာတော့မျက်နှာချင်းဆိုင်တွေ့ဆုံကြလေတယ်တစ်ဖက်မှာတော့အင်အားအစမတန်ကြီးမားပြီးတော့အတွေ့အကြုံရင့်ကျက်တဲ့တိရိဝိဇယစစ်တပ်တစ်ဖက်မှာတော့အင်အားငယ်ပေမဲ့စစ်တပ်တက်ကြွနေပြီးတော့ခေါင်းဆောင်ကောင်းရှိတဲ့ကမ္ဘောဇစစ်တပ်ဒီလိုနဲ့စစ်ပွဲကြီးကမြင်းကလေးလှုပ်တကယ်သို့ပြင်းထန်စွာစတင်ခဲ့တော့တယ်စင်တမြင့်တချီလင်တက်တို့ရဲ့အော်ဟစ်တန်များဓာလန်လက်နဲ့တို့ရဲ့အတန်များနဲ့လွင်ပြင်တစ်ခုလုံးမှာတော့ပွက်လော်ရိုက်နေကြတော့တာပေါ့သူရိယကုမာရမင်းသားကစမင်းပြူတစီကိုစီးပြီးတော့ရှေ့ဆုံးမှနေပြီးသူ့ရဲ့စစ်သည်များကိုဥဆောင်တိုက်ခိုက်လေတယ်သူ့ရဲ့ဓားသွားရလမ်းတစ်လျှောက်မှာတော့ရန်သူများလဲကျကျနေခဲ့တော့တယ်သူ့ရဲ့တကူးဆွမ်းအားကြောင့်ရန်သူတွေရဲ့များတယ်များကသူ့ထံကိုမရောက်နိုင်ဘဲနဲ့လမ်းခုလမှာပဲမြေကိုကြွေကျကုန်တော့တယ်တိရိဝိဇယဘုရင်ကြီးကသူ့ရဲ့စစ်သည်များအထိနာနေတာကိုမြင်တဲ့အခါမှာတော့ဒေါသထွက်ပြီးသူ့ရဲ့မင်္ဂလာစင်တော်ကိုစီးပြီးတော့သူရိယကုမာရရှိရာကိုတက်တက်မမထိုးဖောက်ဝင်ရောက်လာခဲ့တော့တယ်။ဖခင်နဲ့သားတူ့တူမမတ်မိကြပဲနဲ့ရန်သူများအဖြစ်စစ်မြေပြင်မှာစုံတွေ့ကြလိမ့်ပြီ။ဟေးမင်းမရိုင်းလာကြည်လား။မင်းရဲ့ခေါင်းကိုဖြတ်ပြီးတော့မင်းတို့တိုင်ပြီးပြာပုံဘဝရအောင်လုပ်ပြမယ်။ကျန်ဘဝလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်တာမရိုင်းတာမဟုတ်ဘူး။အနိုင်အရှုံးကိုဓာတ်အစွန်းနဲ့ဆုံးဖြတ်ကြတော့ပေါ့ဒီလိုနဲ့ဘင်းကြီးနှစ်ပါးကတူးနဲ့တူကိုအကျိတ်နဲ့တိုက်ခိုက်ကြတော့တယ်အသက်အရွယ်ကြီးရင်ဖြစ်ပေမဲ့တိရိဝိဇယဘင်းကြီးရဲ့ဓာရီမှာတော့အလွန်ကျွမ်းကျင်လာလေတယ်ဒါပေမဲ့သူရိယကုမာရရဲ့အင်အားအရှိန်နဲ့
လောကီအစွမ်းတို့ကိုတော့မရှင်နိုင်ခဲ့ပါဘူးလေအချက်ပေါင်းများစွာတိုက်ခတ်ပြီးရဲ့နောက်မှာတော့သူရိယကုမာရရဲ့ဓာတ်ချက်တစ်ချက်ဟာတိရိဝိဇယဘင်းကြီးရဲ့ရှေ့အုံတော်ကိုတက်တက်မမစိုက်ဝင်သွားခဲ့တော်တယ်ဘင်းကြီးကသူ့ရဲ့စစ်စင်တော်မှာမြေပြင်ကိုလဲကျသွားခဲ့တော်တယ်သူ့ရဲ့နောက်ဆုံးထွက်တဲ့မှာတော့သူ့ရဲ့တာဖြစ်သူသူရိယကုမာရရဲ့မျက်နှာကိုစိုက်ကြည့်နေအသက်ပြောက်သွားခဲ့လေတော်တယ်။နက္ခဆရာတို့ရဲ့ဟောကြားချက်ကနေပေါင်းများစွာကြာပြီးရဲ့နောက်မှာတော့ကြောက်မဲ့ဖွယ်ရအမှန်တကယ်ဖြစ်လာခဲ့ပါချီပြီ။ဘရင်ကြီးကြာဆုံးတာကိုမြင်တဲ့အခါမှာတော့တိရိဝိဇယစစ်တပ်ကြီးတစ်ခုလုံးကစိတ်ဓာတ်ကြပြီးတော့လက်နဲ့ချအညက်ခံကြရတော့တယ်။စစ်ပွဲဟာသူရိယကုမာရမင်းသားရဲ့အောင်ပွဲဖြစ်အဆုံးသတ်ခဲ့တော့တာပေါ့။သူဟာတိရိဝိဇယနန်းတော်ကိုသိမ်းပိုက်ပြီးတော့ဘရင်အသစ်ဖြစ်မိမိကိုကြီးညာခဲ့လေတော့တယ်။ဒါပေမဲ့သူ့ရဲ့အောင်ပွဲဟာကျမစုရဲ့ဏ္ဍန်တစ်ခုသာဖြစ်မှန်းကိုတော့သူမသိရှာခဲ့ပါဘူးတဲ့။တိရိဝိဇယပြည်ကိုအောင်နိုင်ပြီးရဲ့နောက်မှာတော့တိရိကုမာရမင်းသားအောင်ပွဲရသူတို့ရဲ့ဂုံတိတ်ခါအပြစ်နဲ့ရွှေနန်းတော်ကြီးအတူကိုဝေးရောက်ခဲ့လေတယ်။မူးမများအမတ်များနန်းတွင်းသူများအားလုံးကဘရင်အသည့်ရဲ့ရှေ့မှောက်မှာဒုတုတ်ခန်းစားကြရလေတယ်။သူ့ရဲ့အောင်မြင်မှုအတွက်မင်းသားကမန်မာနစိတ်များတက်ကြွနေခဲ့တော့တာပေါ့။အဲ့ဒီအချိန်မှာပဲစစ်ရှုံးနေသွားတဲ့ဘရင်ကြီးရဲ့မိဘကောင်းကြီးနဲ့အဆောင်ရံများကိုသူ့ရဲ့ရှိတော်မောက်ကိုခေါ်ဆောင်လာခဲ့တော့တာပေါ့မိဖုရားကြီးဟာခင်ပွန်းဖြစ်သူကြာဆုံးသွားတဲ့အတွက်ယူကျုံမရဝမ်းနဲ့ပူဆွေးနေပေမဲ့သူမရဲ့မူလဟန်ပန်နဲ့မန်မာနကိုတော့မလျှော့ခဲ့ဘူးတဲ့သူမရဲ့အဲ့ဒီမာနနဲ့ပြည့်စုံတဲ့အလားကသူရိယကုမာရရဲ့စိတ်ကိုချက်ချင်းပဲဖန်ဆာသွားခဲ့လေတော့တယ်သူဟာမိဖုရားကြီးကိုမမြင်ချင်းမှာပဲတက်မဲ့သောစိတ်များဖြစ်ပေါ်လာခဲ့တော့တယ်သူဟာသူ့ရဲ့ဖခင်အရင်ကိုတတ်ခဲ့ပြီးတော့အခုအခါမှာတော့သူ့ရဲ့မိခင်အရင်ကိုပဲမိဖုရားအဖြစ်တင်မြောက်ရန်စဉ်းစားနေမိသည်ကိုမသိရှာခဲ့ဘူး။ဒါကကံကြမ္မာရဲ့ရက်စက်တဲ့ကာပွဲကြီးတစ်ခုပင်ဖြစ်ပါတော့တယ်။အသင်မိဖုရားတင်းအင်ခင်မွန်းပြည်ကြီးကြာဆုံးသွားပြီဖြစ်ပေမဲ့တင်းရဲ့အလားပါနဲ့မန်မာနာကတော့ရောပါသွားခြင်းမရှိ။ငါဒီယခုတိရိဝိဇယပြည်ရဲ့ဘရင်အသစ်ဖြစ်ပြီးနပြေအောင်ချစ်ကြည်ရဲ့အတွက်တင်းကိုငါ၏မိဘကောင်းကြီးဖြစ်တင်မြောက်တော်မူမည်သူ့ရဲ့စကားအဆုံးမှာတော့တခန်းလုံးကတိတ်ဆိတ်သွားပြီးတော့မိဖုရားကြီးမှလည်းမယုံကြည်နိုင်တဲ့မျက်လုံးများနဲ့သူ့ကိုကြည့်ပြီးတော့ခေါင်းကိုခါရမ်းလိုက်တော့တာပေါ့မင်းဟာငါရဲ့ခင်ဖို့တတ်သွားတဲ့ရှင်သူပဲမင်းကိုငါရဲ့ခင်ဖို့ဖြစ်ဘယ်တော့မှလက်ခံနိုင်မှာမဟုတ်ဘူးဒါပေမဲ့သူရိယကုမာရမှာတော့သူ့ရဲ့တမတ်စိတ်ကိုမထိန်ချုပ်နိုင်တော့ပဲမိဖုရားကြီးရှိရာကိုရှောက်သွားပြီးတော့လက်ကိုဆွဲကန်ရန်အတွက်ကြိုးစားလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနန်းတော်တစ်ခုလုံးကရုတ်တရက်မိုးချင်းတန်ကဲ့သို့ပြင်းထန်တဲ့အတန်းကြီးဖြင့်တုန်ခါသွားပြီးတော့ကောင်းကင်မှာအလင်းနဲ့တစ်ခုထိုးကျလာခဲ့တော့တာပေါ့အဲ့ဒီအလင်းနဲ့အတူကြောက်မဲ့ဖွယ်ရာနတ်မင်းတစ်ပါးရဲ့အတန်တော်ကြီးဟာထွက်ပေါ်လာခဲ့တော့တယ်ရှမ်းလိုက်လို့အိုးကံကြမ္မာစုကိုစောင့်ကြည့်လာသူမင်းသားတင်ပြစ်မှုသောအရာသည်ကဘာမြေကြီးကပင်လက်မခံနိုင်နဲ့ကြီးမားသည့်အပြစ်ဖြစ်သည်တင်ဤရှစ်မောင်မှမိဖုရားသည်တခြားသူမဟုတ်တင့်ကိုကိုလာလွယ်10လဖွာခဲ့သောတင်ဤမိခင်ရင်မာယာဒေဝီပင်တီတင်တက်ခဲ့သောဘရင်ကြီးမှလည်းတင်ဤဖခင်ရင်ပင်ဖြစ်တော်တယ်အဲ့ဒီစကားတဲ့နဲ့အတူသူရိယကုမာရရဲ့ဥကောင်းတွေကိုတော့အတိတ်ကပုံရိပ်များနက္ခဆရာတို့ရဲ့ဟောပြောချက်များမိတဲကိုမျောခံရပုံများအားလုံးကရုပ်ရှင်တကားကဲ့သို့ပြန်လည်ဝင်ရောက်လာခဲ့တော့တယ်သူ့ရဲ့မျက်လုံးများဟာလည်းပြူးကျလာပြီးတော့သူကင်ထားတဲ့မိဖုရားကြီးရဲ့လက်ကိုထိတ်လန့်တကြားနဲ့လှုပ်ချလိုက်ပါတော့တယ်ဟာမဟုတ်ဘူးမဖြစ်နိုင်ဘူးသူရိယကုမာရကရုတ်တုသွားတဲ့ကဲ့သို့အော်ဟစ်လိုက်ပါတော့တယ်ဖခင်ကိုတတ်မိခြင်းမိခင်ကိုပင်တတ်မဲ့မိခြင်းအဲ့ဒီအဖြစ်ဆိုများအတွေ့သူ့ရဲ့အသိစိတ်ထဲမှာတော့လုံးဝကိုကျဉ်းမွားသွားခဲ့တော့တာပေါ့သူရဲ့ဝမ်းနည်းပူဆွေးမှုကြောက်လန့်မှုအရှက်ရမှုအလုံးကဒေါသအဖြစ်ကိုပြောင်းလဲသွားခဲ့တော့တယ်သူဟာအပြစ်တင်စရာတစုံတစ်ယောက်ကိုရှာဖွေခဲ့တော့တာပေါ့အားလုံးကအဲ့ဒီအဖွားကြီးကြောင့်အဲ့ဒီအဖွားကြီးကငါ့ကိုမြစ်ထဲကနေမဆဲခဲ့ရင်ဒီလိုကြမာစုတွေဖြစ်လာမှာမဟုတ်ဘူးဟုတ်တယ်သူ့ကြောင့်ပဲဒီလိုနဲ့သူဟာစင်မင်းတစည်းပေါ်ကိုခုန်တက်ပြီးတော့သူ့ရဲ့မွေးစားအဖွားကြီးဒေါ်ဖွားမေရှိအောင်ကံဘောစပြူအယူမှုနဲ့ဒုံဆိုင်နေတော့တာပေါ့ဒီလိုနဲ့နန်းတော်မှာတော့အေဂျင့်စွာတရားဘဝနာများပွားများနေတဲ့အဖွားဒေါ်ဖွားမေမှာတော့အဘယ်အကြောင်းကြောင့်မှမသိပဲရောက်ရှိလာတဲ့သူ့ရဲ့မြင်းသားကိုမြင်တွေ့လိုက်ရတော့တယ်ဒါပေမဲ့မြေဖြစ်သူရဲ့မျက်နှာမှာတော့
ချစ်ခင်ကျင်နာမှုတို့အစားရက်ဆက်ကြမ်းကြုတ်တဲ့အရေးရောင်များနဲ့ပြည့်နေနေကြတော့တာပေါ့ခမကြီးရောက်အားလုံးခမကြီးကြောင့်ဖြစ်ရတာဘာလို့ကျွန်တော်မြစ်ထရကနေဆဲခဲ့သေးလဲသေပြီစီအခုချက်ချင်းသေလိုက်စမ်းအဖွားကြီးမှာတော့အကျိုးအကြောင်းနားမလည်နိုင်ခင်မှာပဲဒေါသစိတ်ဖြင့်အသိစိတ်ကင်းမဲ့နေတဲ့သူရိယကုမာရာကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့သူ့ကိုကောက်ယူမွေးစားခဲ့တဲ့ကျေးဇူးရှင်အဖွားကြီးကိုကွပ်မျက်လိုက်ပါတော့တယ်။သွေးစွနေတဲ့ဓာတ်ကိုကန်ပြီးတော့မောဟိုက်နေတဲ့သူရိယကုမာရာရဲ့ဒေါသစိတ်များတဖြည်းဖြည်းနဲ့ပြေလျော့သွားတဲ့အခါမှာတော့သူဘာလို့မိသွားသည်ကိုတတိပြုမိသွားတော့တယ်။သူ့ရဲ့ဖခင်ကိုတတ်ခဲ့တယ်။သူ့ရဲ့မိခင်ကိုစော်ကားမိမတဖြစ်ခဲ့တယ်။နောက်ဆုံးမှာတော့သူ့ပေါ်ကျေးဇူးအရှိဆုံးဖြစ်တဲ့အဖွားကိုပါကိုယ်တိုင်တတ်မိခဲ့ပြီ။ဟာငါဘာတွေလုပ်မိသွားလဲဒီလိုနဲ့သူဟာမြေပြင်ပေါ်မှာဒူးထောက်ကြပြီးတော့ကလေးငယ်တယောက်ကဲ့သို့ရှာကြီးတငယ်ငိုကြွေးလီတော့တာပေါ့သူ့ရဲ့အောင်ပွဲသူ့ရဲ့ဖုန်းတကူသူ့ရဲ့မာမာနအလုံးဟာလေတခဏအတွင်းမှာပဲပြမုံများအဖြစ်လွင့်ပြေသွားခဲ့လီတော့တယ်အဲ့ဒီနေ့မှစလို့သူဟာမစားမတော့မအိပ်မဆက်ပဲနဲ့သူ့ရဲ့အပြစ်များအတွက်နောင်တကြီးစွာရနေကြတော့တယ်နောက်ဆုံးမှာတော့သူဟာသူ့ရဲ့အပြစ်များကိုစေးကြောရန်နဲ့ကျေးဇူးဆက်ရန်အတွက်ကုသိုလ်ကောင်းမှုပြုရင်ဆုံးဖြတ်လိုက်ပါတော့တယ်။သူဟာသူတက်ခဲ့တဲ့ဖခင်ဘုရင်ကြီးကိုရည်စူးပြီးတော့ကြီးမားခန့်ညာလာတဲ့ဇီတော်ကြီးတစုကိုတီထားကိုးကွယ်လေးခဲ့တယ်။အဲ့နောက်သူကွပ်မျက်ခဲ့တဲ့ကျေးဇူးရှင်အဖွားကြီးကိုရည်စူးပြီးတော့အဲ့ဒီဇီတော်ကြီးရဲ့မနီးမဝေးမှာတော့နောက်ထပ်ဇီတစုကိုလည်းတီထားပူဇော်ခဲ့ပြန်ပါတော့တယ်။အဲ့ဒီဇီနှစ်စုဟာယနေ့ထက်တိုင်ပင်မြန်မာပြည်အလဲပိုင်းဒေသတနေရာမှာတော့ထင်ရှားစွာတည်ရှိနေစေဖြစ်ပြီးတော့ဖခင်ကိုတတ်တော်တာမရဲ့ကုသိုလ်တော်လို့လူအများကပြောစမပြုကြလီတော့တယ်။ဒီပုံမြင်လေးမှာတော့ကံချမရဲ့အလဲပြောင်းကိုဘသူမှမလွန်ဆန်နိုင်ပုံဒေါသဆိုတဲ့မိဟာမိမိကိုယ်တိုင်ကိုသာပြန်လဲလောင်ကျွမ်းစီတတ်ပုံနဲ့နောက်ဆုံးမှာတော့မြင်မြကြီးမားတဲ့အပြစ်ကိုလုပ်ခဲ့သည်ဖြစ်စေစစ်မှန်သောနောင်တတရားနဲ့ကုသိုလ်ကောင်းမှုပြုပါကစိတ်ဤချမ်းသာမှုကိုတစိမ့်တစ်ပိုင်းများပြန်လဲရရှိနိုင်ပုံကိုတော့သင်ခန်းစာပေးနေတဲ့ကဲ့သို့ပဲဖြစ်နေပါတော့တယ်ရှင်။စိတ်ဤချမ်းသာမှုတစိမ့်တစ်ပိုင်းများပြန်လဲရရှိနိုင်ပုံသင်ခန်းစာကိုတော့ရရှိခဲ့တာပဲဖြစ်ပါတော့တယ်ရှင်။နားဆင်သူများရှင်အခုဖတ်ပြခဲ့တဲ့ပုံမြင်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စဉ်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမြင်အကြောင်းအရာလေးတွေကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးစောင့်မျှော်နှားဆင်ပေးဖို့မမေ့ပါနဲ့ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။